Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်လှုပ်ထားတဲ့ခန်းလေးနဲ့ KTB ချစ်သူ KTB ပိုင်ရှင်တွေတွက်ကျွန်တော်နည်းနည်းကြော်ညာပေးမယ်ခင်ဗျာဒီမှာဒီခုံလေးကဘာခုံလဲဆိုကျွန်တော်မပြောတော့ပါဘူးသူ့ရက်လာတရားကိုကျွန်တော်တို့ပေါ်ကြည့်မှသိအမေအားလုံးအဆင်ပြေတယ်ဗျာဒီမှာအောက်မှာလည်းကျွန်တော်တို့ဒီတ िश ူးထားလို့ရတယ်ပိုက်ထားလို့ရတယ်ဟိုမှာ DJ စင်ကတော့ခန်းကျဲအတွက်ကျွန်တော်ထည့်ပေးထားတယ်အကုန်အဆင်ပြေတယ် UFA လည်း2.2 နှလုံးအမဘေးညာလုံးဝမာမယ်တင်းမယ်ဗျအာမခံပြည့်ပေးထားတယ်ဒီမှာ15 6လုံးခန်းအရန်ကျဲအတွက်တံမရအောင်ဆိုတော့ညီကိုရင်နော်ဘယ်နှလျှောက်တော့တာဒီခန်းထဲမှာဘယ်နှလျှောက်တော့အားလုံးတန်ပြည့်စီရမယ်ဒီလိုကကျွန်တော်20လောက်ရှိတယ်ဒီလိုရှင်းနောက်က33လောက်ရှိရဗျအခန်းအဲ့လောက်ကျဲအဲ့လောက်နဲ့အဆင်ပြေတယ်ဗျကျွန်တော်ခံစားပြီးဒီမှာကျွန်တော်တို့အဲကွန်ကချီကို brand သုံးပေးထားတယ်ဘယ်ညာနှလုံးပေါ့နော်ကိုယ်တိုင်လုပ်ကိုယ်တိုင်ထုတ်တယ်ပေါ့နော်ဒါတွေအကုန်လုံးကလည်းစပွဲကုံဆိုလဲကျွန်တော်တို့ဝိတာညီလေးအတွက်အဆင်ပြေအောင်လှလဲလှတယ်ဒီဇိုင်းကလည်းစမ်းတယ်ကိုယ်တိုင်ထုတ်ကိုယ်တိုင်လုပ်အပေါ်မှာကျွန်တော်တို့ပလင်းဘာညာတာရကချိုးကုန်းတင်အောက်မှာကုံသွားရင်အောက်မှာပြန်ထားလို့ရတယ်အဲ့လိုမျိုးတက်ကိုအားလုံးအဆင်ပြေအောင်ထားပေးထားကြဒီမှာတော့ဆိုဖာကုံဆိုဖာကုံမှာလည်းကျွန်တော်တို့ဂျပန်လေသာသားမာမယ်ဣမဲခံစားမှုအပြည့်အဝရမယ်ထိုင်လိုက်ရင်အတော်ဆက်လိုက်ပြီးထိုးမိရလောက်နေဗျာသိရမလားဒီဂျပန်ဆိုတဲ့မျိုးကအာရှမှာကောင်းလို့ဆိုအမှုစီရတော့ကြောက်မရှိဘူးတခန်းလုံးပေါ့နော်ဒါ one slot service ပေါ့နော်တောင်ယူမှုတောင်ယူခံမှုနှစ်တွေလတွေပါတယ်ဒီထဲမှာစိတ်ပိုင်းတစ်ခုကြည့်တိုင်းမှာပိုင်ရှင်တွေကတုံးလိုက်တဲ့ငွေနဲ့ပြန်ရလာတဲ့ခံစားမှုအတွက်ကတော့လုံးစုံအာမခံတယ်ဗျာဒီမှာညကြရောကိုယ်တိုင်ပြီးသွားတဲ့ခံကိုဧည့်သည်ကိုမယောင်းစားပေးမနဲ့တိတိဆက်ဆက်ကိုယ်တိုင်ခံစားမယ်DJ ကိုထင်ရဆိုင်မယ်ကိုယ်တိုင်တီးမယ်ခံစားမယ်ကိုစိတ်ကျဉ်မှုမရှိဘူးဆိုလို့ရင်အကုန်လုံးကိုပြန်လုပ်မယ်ဒါကျွန်တော်တို့ဒါပြင်ထွက်ပဲနော်ဒီမှာအပြင်ထွက်ပြီးတကားနှစ်ထွက်ဆိုတော့ဒီမှာတော့ကျွန်တော်တို့စက်ပုံးပေါ့နော်စက်ပုံးတွေမှာရှိတဲ့အစိပ်ပိုင်းကက်နေအကုန်လုံးကိုအဆင်ပြေအောင်ကျွန်တော်ထားပေးထားတယ်ဒီမှာတော့ဝိုင်းတွေပေါ့ဒီဝိုင်းတွေက TikTok ဆော့ဓာတ်ပုံရိုက်โอเคဗျာဒီမှာဒီမှာတော့တဝိုင်းညာTikTok ဆော့ဓာတ်ပုံရိုက်ဒီမှာကခုံဟိုနားမှာလည်းအဆင်ပြေတယ်အတိုင်းလိုက်ထဲကိုလိုက်ခဲ့ပါဦးခင်ဗျာအတွင်းထဲမှာလည်းကျွန်တော်တို့မှန်ပြစ်ကပ်ပေးထားတယ်ပေါ့နော်မှန်ပြစ်ကပ်ပေးထားတော့တပွန်ရရိုက်ဆက်ပြီးဆွဆွTikTok ဆော့ဒီဘက်ခင်မှာ TikTok ဆော့ရဆိုရင်လုံးဝဗျာညီမလေးဆိုဖင်လုတ်တဲ့ကွက်တွေပါတယ်ကိုလုံးပုံမှန်ဆိုဒီဥစားရမရှိဘူးဥစားရှိကကိုပြက်ပြက်သားလုပ်လို့ရတယ်ခန်းလည်းအရန်ကျယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါဘောနော်နမ်ဆန်ပေါ့နော်မဂျန်ပေါ့နော်နမ်ဆန်မဂျန်ကျွန်တော်မိသားစုလိုဖြစ်နေကျွန်တော်လည်းလက်တွဲလုပ်နေတာကြာပြီဗျာကျွန်တော်ရဲ့မိသားစုဆိုလည်းဟုတ်တယ်အားလုံးကိုကျွန်တော်တောင်းမှုခံမှုနဲ့အလုံးဝရင်ပြီးလက်မှုပညာနီးပညာအကုန်လုံးထည့်ပေးထားတယ်နော်အဓိကတော့ပေးရတဲ့ပတ်စံနဲ့တောင်းမှုခံမှုနဲ့ပြန်ရလာတဲ့စိတ်ကြည်နမှုကတော့အလုံးဝဗျာ 100% အမှတ်ခံတယ်နော်အားလုံးကိုထွေးကျူးတင်ပါတယ်လာရောက်ပြီးတော့လာကဲကြပါအောင်ဗျာဒီညကျွန်တော်လည်းတူနမ်ဆန်မိတ်ဆွေတွေလည်းအကုန်ခေါ်ပြီးတော့ဒီခန်းကိုလုံးဝစမ်းတက်မယ်ဗျာကိုလှုပ်ထားတဲ့ခန်းကိုကိုယ်တိုင်စမ်းတက်ကမှကျွန်တော်လည်းကျင်းနေတာနော်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ